အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့ညနေအတွက်ဖြစ်ပါတယ်မနက်ကတော့ဒါတော်တော်များများအဆင်ပြေကြမှာထင်ပါတယ်ကျွန်တော်အောက်ကွက်ဆို2ကွက်ပဲယူပေးကြတာ4 3ညရဲ့9 3ညရဲ့အရင်ဆိုလို့ရှိရင်လည်း4 5 9 5ဒီ4ကွက်လောက်တော့လေဒါဆော့တင်တယ်လို့တော့ထင်ပါတယ်ဗျာနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ4 3ညဆင်းထားတဲ့အတွက်ကျွန်တော်တို့က complete ခွန်လုံးပိုင်းဒီညနေသတိထားရတော့မယ်ကျွန်တော်တို့ complete ခွန်လုံးပိုင်းဖြစ်တဲ့ဟာတွေကိုပဲအဓိကထားပြီးတော့အခုရွေးထားပေးတယ်4 3ညမနေ့ကဆင်းထားတဲ့အတွက်ဟူးမကျော်ပတ်တီလိုက်ချင်လို့ရှိရင်တော့9ပတ်တီတစ်လုံးကိုဟူးမကျော်လိုက်ပါဗျာနော်ပြီးရင်ဒီ4 3ညဆင်းထားတဲ့အတွက်ကိုပဲ4 9 3ည5ကဒါညနေမှာမထိမပေါက်ကြီးပါကျွန်တော်ကတော့4 9 3ည5ကိုပဲခွန်ဘရိတ်ခွန်လုံးပိုင်းဖြစ်အောင်ပဲအဓိကထားပြီးတော့ဒါရွေးထားပြီးတယ်ဒီညနေကတော့အားလုံးပေါင်းကစားမဲ့ကွက်ကအားလုံးပေါင်းတော့9ကွက်ရှိပါတယ်ဗျာနော်မနက်ကတက်တော့နည်းနည်းလေးတော့3ကွက်လောက်တော့များသွားတယ်ဒါမဲ့လည်းအဲ့ဒီ9ကွက်လောက်ကစားမှပဲဒါကျွန်တော်တို့မိမယ်ထင်ပါတယ်အဲကြောင့်အဲ့ဒီ9ကွက်ကိုတော့ဒါတေချာပေါက်လေးကစားပါအောက်ကွက်ကိုတော့အဓိကထားပြီးဆော့ပါဗျာနော်ကျွန်တော်တင်ကွက်လေးလည်းယူထားပြီးတယ်အဲ့ဒီတင်ကွက်နဲ့အောက်ကွက်ကိုတော့အဓိကထားပြီးတော့ကစားပြီးပါအရန်ကိုတော့ဒါခက်ပါလေးတော့ကစားပါဗျာနော်အားလုံးပေါင်းတော့9ကွက်တော့ဖြစ်သွားတယ်ပြီးရင်ကျွန်တော်ဒီမှာကကျွန်တော်ပြောတယ်ဟိုပေါ့နော်ဒီကိုကမမဝင်ဘူးဆိုလို့ရှိရင်လည်းဘာမှမဖြစ်ပါဘူးကျွန်တော်တို့ဒီမှာလည်းကျွန်တော်အကောင်းဆုံးအတက်နိုင်ဆုံးဒီကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့အစဉ်ပြေအောင်ဒီမှာကျွန်တော်လောက်ထားပေးပါတယ်အချို့ကဗျမမကြီးကိုဆရာ3000များတယ်လို့2000ထားပါလို့1500ထားပါလို့အဲ့လိုတော့မလုပ်ပါနဲ့ဗျဘာလို့ဆိုတော့ကျွန်တော်တို့ကလည်းဒါတပတ်လုံးစာမှ3000ပဲယူလာတာပါပြီးရင်ကျွန်တော်ဒီကဒါပတ်တီရဲ့နေထားရဲ့မွေးခွက်ရဲ့အားလုံးပေါင်းအပီးစီးကိုမှ3000ပါဗျာနော်ကျွန်တော်ဒီကပတ်တီဆိုလို့ရှိရင်အချို့ဒီမှာဆိုလို့ရှိရင်ပတ်တီတစ်လုံးကို1000ဝယ်အဲ့လိုမျိုးအနည်းဆုံးရှိကြပါတယ်ကျွန်တော်ဒီမှာအင်္ဂါမကျော်ပတ်တီရောဗုဒ္ဓမကျော်ပတ်တီရောဇာတုပတ်တီရောဥမာကိုကအင်္ဂါမကျော်ပတ်တီကိုစပြီးလိုက်တယ်အင်္ဂါမကျော်ပတ်တီထွက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟူးမကျော်ပတ်တီဆက်လိုက်ပြီးသွားချင်းအဲ့ဒီပတ်တီတစ်လုံးထွက်သွားပြီဆိုလို့ရှိရင်အနိုင်နဲ့ပိုင်းလိုက်ရက်လိုက်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်ဒီကပတ်တီတွေကတော့ဒါအင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့အနည်းဆုံးနှလုံးလောက်ကတော့ဆင်းသွားပြီမွေးကွက်လေတစ်ခါကြာရင်အဲ့ဒီအင်္ဂါနေ့ညနေလောက်ဆိုဆင်းတယ်တစ်ခါကြာလို့ရှိရင်တော့ဗုဒ္ဓဟူးနေ့ညနေကနောက်ဆုံးပဲဆင်းတာဖြစ်ပါတယ်အဲကြောင့်မိတ်ဆွေများအနေနဲ့ဒါပတ်တီနဲ့မွေးကွက်နဲ့တင်ပဲဒါကျွန်တော်3000ကတော့တန်မယ်ထင်တယ်ဘာလို့ဆိုတော့တရားဘူးပေါက်အောင်မှအခုခေတ်ကဒါ8500လောက်ရနေတဲ့အချိန်ပြီးရင်3000ဆိုတဲ့ဟာကတကယ်လက်ဖက်ရည်သွားတောင်းအောင်မှကျွန်တော်တို့တပိတ်ဆိုင်တစ်ခေါက်ထိုင်စားတော့မရှိပါဘူးဗျာနော်အဲ့ဒါကြောင့်အဲ့ဒီဟာလေးကိုတော့ဒါဈေးလေးတော့လာမစစ်ကြပါနဲ့ကျွန်တော်မဝင်နိုင်လို့ရှိရင်လည်းကျွန်တော်ဒီမှာပဲကျွန်တော်အဆင်ပြေအောင်လို့ကျွန်တော်အတက်နိုင်ဆုံးကြိုးစားပြီးတော့ဒါတင်သွားပေးပါမယ်တကယ်လို့ကိုကမမဝင်ကျင်နဲ့ကန်ဆက်ရှင်တယ်ဆိုလို့ရှိရင်တော့ဒါမမကြီး3000နဲ့မမလာဝင်လို့ရပါသေးတယ်ကျွန်တော်ဒီကတော့ပတ်တီလိုက်နိုင်တယ်ဆိုလို့ရှိရင်တော့3000ကတော့ဒါမစိုးတော့ဘူးလို့ထင်ပါတယ်နေတိုက်တွေလည်းကျွန်တော်အတက်နိုင်ဆုံးဒါအောင်မြင်အောင်ဆောင်ရွက်ပေးထားပါတယ်ဗျာနော်မမဝင်ကျင်တယ်ဆိုလို့ရှိရင်တော့ခွန်950 46ကိုခွန်ကေပေးဝေးပေး3000ပဲဖြစ်ပါတယ်ဒါပတ်တီနေတိုက်မွေးခွက်အားလုံးအပါ3000ပါဗျာနော်ဒီအဲ့ဒါကတော့ငွေလို့ရမယ့်ဖုန်းနံပါတ်ကတက်ပါဗျာနော်ခွန်950 46ကိုခွန်ပါပြီးရင်ကျွန်တော်တို့ကို့မှာ Viber Telegram ရှိတယ်ဆိုမှပဲအဆင်ပြေပါမယ် Viber Telegram နံပါတ်ကတော့ခွန်9395936ပါကိုကဘာမှမရဘူးဆိုလို့ရှိရင်ဒီကျွန်တော်ဒီခွန်9395936ကိုမှတ်ထားပြီးတော့ကျွန်တော်ကိုလာဟိုင်းပြီးတော့မေးလို့ရပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျ